ဝင်လင်းမြင်သာမှုမရှိဘူးလွတ်လပ်မှုမရှိဘူးအားလုံးပေါအောင်မှုမရှိဘူးယုံကြည်ကိုးစားတိုင်းမှုမရှိဘူးဒါတွေကအတိမတ်ပြုဖို့အတွက်လိုအပ်တဲ့အချက်တွေဒီအချက်တွေနဲ့မပြည့်မီဘူးဒါကြောင့်မို့လို့အတိမတ်ပြုမှုမရနိုင်မရဘူးဆိုတာမျိုးဒါယတိပြတ်မဟုတ်တော့မှတော်တော်လေးရှင်းရှင်းလင်းလင်းပြောထားတဲ့ပြင်သစ်နိုင်ငံရဲ့ထုတ်ပြန်ချက်လို့ပြောရမှာပါကိုကြောက်မှာ The time with Dr. Day မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်မြန်မာရေးရတနေ့တာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကို A Time with Dr. Day YouTube Channel နဲ့ VIP တို့ပူးပေါင်းစီစဉ်တင်ဆက်နေတာဖြစ်ပါတယ်ကိုကျော်သိန်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကျော်မောင်ရေဟုတ်ကဲ့ကိုကျော်သိန်းဒါကျွန်တော်တို့ဒါမြန်မာရေးရတနေ့တာအစီအစဉ်ကတော့ဒါဒီနေ့ပြန်လည်ရောက်ရှိလာပြီပေါ့လေဆိုတော့ဒါပြီးခဲ့တဲ့2ရက်ကတော့ကျွန်တော်ပုံမှန်တိုင်းကျွန်တော်တို့ခဏနားရတယ်ပေါ့ဆိုတော့ဒီနေ့လည်းကျွန်တော်တို့မြန်မာရေးရတနေ့တာနဲ့ပတ်သက်ပြီးတော့လေးနက်ထားဆွေးနွေးရမယ့်အကြောင်းအရာတွေလည်းရှိနေပါတယ်ဆိုတော့အရင်ဆုံးပေါ့လေအရင်ဆုံးဒါကျွန်တော်တို့ဒါစစ်တပ်ကအာဏာသိမ်းစစ်တပ်ကရှမ်းမြောက်မှာအပြစ်ရက်ပြီးတဲ့အခါမှာကျွန်တော်တို့မန္တလေးခွင်နဲ့နောက်တစ်ခါစကိုင်းပေါ့လေဒီလိုဒေသတွေမှာဒါအင်အားသုံးစစ်ကြောင်းထိုးမှုတွေနဲ့ဒါတော်တော်လေးကိုပြင်းပြင်းထန်ထန်လှုပ်လာတော့ကျွန်တော်တို့တွေ့ရပါတယ်သတင်းတွေလည်းတွေ့ရပါတယ်ဆိုတော့ဒီလိုအခြေအနေမှာပဲဒါမတရားနယ်ဘက်မှာဆိုလည်းဒါစစ်တပ်ကနေပြန်ပြီးတော့မှတချို့နေရာတွေပြန်ထိန်းချုပ်လိုက်တယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့လက်ရှိပေါ့လေဒီမြို့သားညီညွတ်ရေးအစိုးရကာဝေးဝင်ကြီးဌာနအောက်မှာရှိတဲ့MDI PDF ပေါ့လေသူကနေပြီးတော့လေဒါပြည်သူ့ကာဝေးတပ်မတော်မန္တလေးကနေပြီးတော့လေဒါပြည်သူလူထုနဲ့ပတ်သက်ပြီးတော့ဒါသတိထားဖို့အချက်လက်တွေထုတ်ပြန်ထားတာကျွန်တော်တို့တွေ့ရပါတယ်ဒါလူထုနဲ့ပတ်သက်ပြီးနှိုးဆော်ချက်တွေပေါ့လေလက်ရှိဒါစစ်တပ်ကလည်းတော်တော်လေးကိုအင်အားသုံးထိုးစစ်ဆင်နေတဲ့အခြေအနေဆိုတော့ဒီလိုထုတ်ပြန်လာတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပဲကိုကျော်သိန်းစပြီးဆွေးနွေးပြပါအောင်ခင်ဗျကျေးဇူးပါကိုကျော်မောင်ရေဟုတ်ပါတယ်ကိုကျော်မောင်ကပြောသွားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့စီစဉ်ကစနေတနင်္ဂနွေနားတယ်ဆိုတော့ဒီစနေတနင်္ဂနွေအတွင်းမှာတချို့သတင်းတွေထွက်ခဲ့တယ်ဆိုတော့စနေနေ့ထွက်တဲ့သတင်းတစ်ပုဒ်ထဲမှာဆိုရင်ဒါMDY PDF ထိန်းချုပ်ထားတဲ့ဒေတာပေါ့သူပြောလို့မတရားပဲပေါ့နော်အဲ့ဒီဘက်ဒေတာမှာကျွန်တော်တို့စေတော်ကြီးမတရားစေတော်ကြီးတဝိုက်ပေါ့အဲ့ဒီစေတော်ကြီးရေလောင်တမန်ပေါ့အဲ့ဒီဘက်နမေကန်တပ်ဌာနချုပ်နဲ့အဲ့ဒီတဝိုက်ပတ်ဝန်းကျင်နေရာတွေကိုလိုမှ9နှစ်မှာပြန်သိမ်းနေဆိုပြီးတော့ဂျမက်စစ်တပ်ဘက်ကထုတ်တာပေါ့နော်ဆိုတော့အဲ့ဒီအနေနဲ့ပတ်သက်ပြီးတော့အဲ့ဒီဘက်မှာရှိတဲ့ပကဖတာဝန်ရှိသူကလည်းအတည်ပြုတယ်ဆိုပြီးတော့ BBC သတင်းမှာရေးထားတယ်ပေါ့ဆိုတော့အဲ့ဒီဘက်မှာစစ်တပ်ကဒါအသာစီးပြန်ရပြီးတော့ဂျမက်စစ်တပ်ကအသာစီးပြန်ရပြီးတော့အင်ဂျင်မြိုင်ဒီเจ้าရန်ကောက်ွယ်ရေး13914တက်ကိုလည်းပြန်သိမ်းနေအဲ့ဒီနေရာတွေကမန်လေး PDF နဲ့တော်လိုင်းတပ်ဖွဲ့တွေက2024နှစ်ကုန်ပိုင်းမှာသိမ်းပိုက်ခဲ့တဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နေရာတွေပေါ့နော်ဒါမရီယာဆယ်တော်ကြီးဘက်ကခြေနေပေါ့နောက်တစ်ခါကျွန်တော်တို့အဲ့ဒီဘက်ဒေတာတွေမှာပေါ့နော်မန္တလေးတိုင်းထပ်ပိုင်းမရီယာစင်ကူးတပိတ်ချင်းအဲ့ဒီဘက်ဒီမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်စီးပြင်းထန်နေတယ်ဆိုပြီးတော့ဒီနေ့သတင်းတွေ့တယ်ဆိုတော့ဒေသခံတွေလည်းပဲစစ်ဘေးရှောင်ကြရတယ်အဲ့ဒီစစ်ဘေးရှောင်နဲ့ဒေသခံတွေရေးပေါ်အကူအညီလိုနေတယ်ဆိုပြီးတော့သတင်းတစ်ပုဒ်မှာကျွန်တော်တို့တွေ့တယ်ဒီကြောင်းကတိုက်ခိုက်တာတွေလည်းပဲစစ်တပ်ဘက်ကထုံးစံအတိုင်းအပြင်းထန်လုပ်နေတော့ဒေသခံပြည်သူတောင်းနဲ့ချီပြီးတော့ဥယျာဉ်စွန့်ထွက်ပြေးတင်းရှောင်နေကြရတယ်လို့သတင်းမှာရေးထားတယ်အဲ့ဒီဥယျာဉ်စွန့်ထွက်ပြေးတင်းရှောင်နေကြရသူတွေအတွက်ရေးပေါ်စန္ဒိကဆန်စီစသည်အပြင်ဒါတွေလိုအပ်နေတယ်ပေါ့လေဒါကျွန်တော်တွေ့တဲ့သတင်းရဆိုရင်ဆိုတော့TNL ကလာကိုဂျမ်ဖဲမင်းအွန်လိုင်းတို့ဂျပက်စစ်တပ်နဲ့9ချိန်မြောက်တရုတ်ချောင်းစစ်ဆက်မှုနဲ့9ချိန်မြောက်တွဲဆုံဆွေးနွေးကြပြီးတဲ့နောက်လာပြစ်ခတ်ရက်တယ်တစ်ဖက်ပြစ်ခတ်ရက်တယ်တက်တွေရောက်တဲ့နေရာမှာပဲကြက်ထားမယ်စိုင်ထားမယ်ပြီးတော့လာ TNL ကနေပြီးတော့မင်းအွန်လိုင်းတို့ကိုမိုးခုံးနဲ့မိုးမိတ်ကိုပြန်ပေးမယ်မင်းအွန်လိုင်းတို့ဘက်ကလည်းပဲ TNL ရဲ့တင်ချုပ်နေရာတွေကိုဒီချောင်းကနေတိုက်ခိုက်တာထိုးစစ်ဆင်တာမလုပ်ဘူးဆိုပြီးတော့သဘောတူကြတယ်ပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာအခုလိုမျိုးမတရားစင်ကူးအဲ့ဒီဘက်ဒေတာတွေမှာဒါပြေတိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာတာပေါ့ကျွန်တော်တို့လည်းပြောခဲ့ဥပါတယ်တနေရာမှာပြည့်တယ်ဆိုရင်အဲ့ဒီနေရာမှာသုံးနေရတဲ့เนาะဒီချောင်းအင်အားစစ်အင်အားဒါတွေကတခြားတနေရာကိုရွှေ့ပြီးတော့ပြင်းထန်သုံးနိုင်တယ်ဆိုတဲ့ဟာကျွန်တော်တို့ပြောခဲ့ဥပါဒီတိုင်းဖြစ်နေတဲ့သဘောပဲရှိပါတယ်ဆိုတော့အဲ့ဒီချိန်တွင်းမှာပဲဒီကနေ့ရက်စွဲနဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကနေပြီးတော့ထုတ်ပြန်ထားတာပေါ့နော်ဗဟိုဦးဆောင်ကော်မတီဆိုပြီးတော့သူတို့ထုတ်ပြန်ထားတာ MDY PDF ကပြည်သူလူထုတို့အသိပေးတင်ပြခြင်းဆိုပြီးတော့နော်စုစုပေါင်းစာပိုက်၄ပိုက်ပါပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တုန်းကပြောခဲ့သလိုပေါ့နော်ဒီဘက်ဒေသခံတွေကိုသက်ဆိုင်ရာဒေါ်လာရေးတပ်ဖွဲ့တွေအနေနဲ့သက်ဆိုင်ရာဒေသတွေမှာသက်ဆိုင်ရာဒေသခံတွေအခြေအနေကိုရှင်းရှင်းလင်းလင်းသိရှိရအောင်လို့အစင်မပြတ်ထုတ်ပြန်သင့်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောခဲ့ဘူးလားရှိပါတယ်ဆိုတော့အခုလိုမျိုးထုတ်ပြန်လာတယ်ဆိုတာကဒါကြိုးစားရမယ့်ကိစ္စပါဒါကြောင့်မလို့လည်းပဲကျွန်တော်တို့ဒီလိုထုတ်ပြန်ချက်မျိုးကိုအသေးစိတ်အခုလိုစီစဉ်မှာကျွန်တော်တို့ထည့်သွင်းပြောဆိုရခြင်းဖြစ်ပါတယ်ဆိုတော့နံပါတ်1ပိုက်ကတော့ဒီမြောက်လန်တို့ဂျမ်ဘက်စစ်တပ်ကသူတို့ရဲ့တူရောင်ရွေးကောက်ပွဲကိုအတင်းလုပ်ဖို့ပြင်ဆင်နေတယ်ဆိုတော့ဒီကာလမတိုင်ခင်မှာအင်အားအလွန်ကျွံအင်အားအများပြားသုံးပြီးတော့ဒေါ်လာရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်စုမှုနယ်မြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဒါကျွန်တော်တို့လည်းပဲသတင်းတွေမှာတွေ့ထားပြီးသားဒါ MDY-PDF ကထပ်ပြီးတော့အတည်ပြုလိုက်တဲ့သဘောဖြစ်တာပေါ့နော်။နောက်နံပါတ်2အပိုက်ကဒီ MDY-PDF ရဲ့လှုပ်ရှားစုမှုနယ်မြေတွေဖြစ်တဲ့မရယာမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာလည်းလာမြောက်လိုင်းတို့အကြမ်းဖက်စစ်တပ်ကတူရောင်ရွေးကောက်ပွဲလုပ်ဖို့ယာထားတဲ့မြို့နယ်တွေစင်မှာပါတယ်ဒီမရယာစင်ကူးတပိတ်ချင်းဆိုတာကနော်သူတို့တူရောင်ရွေးကောက်ပွဲလုပ်ဖို့ယာထားတဲ့မြို့နယ်တွေစင်ထဲမှာပါတယ်ဒါလည်းသူတို့ထည့်ပေးထားတယ်နောက်နံပါတ်3ချက်ကအဲ့ဒီတူရောင်ရွေးကောက်ပွဲလုပ်ဖို့ကြီးညာထားတယ်ဆိုတော့ဒီနေရာတွေကသူတို့မြောက်လိုင်းတို့ဂျမ်မစ်စစ်တပ်အနေနဲ့သူတို့ထိန်းချုပ်မှုအောက်ပြန်ရောက်မှာပဲသူတို့ကရွေးကောက်ပွဲလုပ်လို့ရမှာလေအဲ့တော့ဒီနေရာတွေကိုပြန်ရဖို့အတွက်ဒါအပြင်းထန်ထိုးစစ်ဆင်မယ်ဒါကရိုးလေးရှင်းရှင်းလေးကျွန်တော်တို့မြင်ကြည့်လို့ရတယ်အဲ့တော့မတရားစင်ကူးတပိတ်ချင်းမှာတစ်နေ့ထက်တစ်နေ့စီရေးတိုက်ပွဲတွေပိုပြင်းထန်လာနေတယ်ရေးကြီးဆုံးချက်ကအဲ့နံပါတ်3မှာရေးကြီးဆုံးချက်ကဘာလဲဆိုတော့ဒါကြောင့်မို့လို့အဲ့ဒီဒေတာအတွင်းမှာနေထိုင်တဲ့ပြည်သူလူထုအနေနဲ့တိုက်ပွဲအတွင်းကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်ကြဖို့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုပ်ဆောင်ထားကြဖို့မေတ္တာရက်ခံတိုက်တွန်းအပ်ပါတယ်တဲ့ဒါလူထုကိုမေတ္တာရက်ခံတိုက်တွန်းထားတာအဲ့တော့ဘာတိုက်တွန်းထားတာလဲဆိုတော့တိုက်ပွဲအတွင်းကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုပ်ဆောင်ထားကြဖို့ဆိုပြီးတော့မေတ္တာရက်ခံတိုက်တွန်းထားတယ်သို့တော့ဒီနေရာမှာဘယ်လိုအခြေအနေမျိုးတွေနဲ့ကြုံတွေ့ရနိုင်လို့ဘယ်လိုကြိုတင်ပြင်ဆင်ပါဆိုတဲ့အသေးစိတ်မပါဘူးနော်ဘေးအန္တရာယ်ကင်းနိုင်ရေးလိုအပ်တဲ့အစီအမံတွေဆိုတော့ဘယ်လိုအစီအမံတွေလုပ်တင်နေဆိုတာမျိုးတော့မပါဘူးဒီလိုမျိုးအားလုံးသိရှိဖို့အတွက်ထုတ်ပြန်ချက်မှာမပါပေမဲ့ဒီတော်ရင်းမှာနေတဲ့ပြည်သူလူထုကိုဒီသူတို့တပ်ဖွဲ့အနေနဲ့တီးခြားအသိပညာဖြန့်ဝေတာပေးဝေတာမျိုးလည်းရှိချင်ရှိမှာပေါ့လေဒါကတော့ကျွန်တော်တို့မသိသေးဘူးဒီထုတ်ပြန်ချက်မှာတော့အသေးစိတ်မပါပါဘူးနံပါတ်4ချက်ကတော့သူတို့ဒီပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY-PDF အနေနဲ့အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့လက်ရှိထိုးစစ်ဆိုတော့ခုနပြောတဲ့မရယာစင်ကူတပိတ်ချင်းထိုးစစ်ကိုပြောတာပေါ့နော်ကိုစွမ်းညံစွမ်းရှိမြဆက်လက်ခုခံကောက်ွယ်သွားမယ်ပြည်သူဒေါ်လာရေးကြီးရဲ့အဆုံးသက်ပန်းတိုင်ကိုရောက်တဲ့အထိမစုံမနစ်ဆက်ပြီးတော့ချီတက်သွားမယ်ဆိုတာပြည်သူလူထုထံရိုသေလေးစားစွာအသိပေးတင်ပြပါသည်တဲ့ဒါချီးကျူးစရာပါနော်လက်နက်ကင်တပ်ဖွဲ့တစ်ခုအနေနဲ့ဟလာကိုကာကွယ်ပေးတဲ့ကိုကတာဝန်ခံရတဲ့လူထုကိုအသိပေးတဲ့အခါမှာရိုသေသေးလေးစားစားနဲ့အသိပေးတယ်ဆိုတဲ့သဘောတက်ရောက်တဲ့အတွက်ဒါလေးစားရပါတယ်ကျေးဇူးလည်းပဲတင်ရပါတယ်ကျွန်တော်တယောက်တည်းအနေနဲ့ဆိုရင်တော့ဒါဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ကျေးဇူးတင်ပါတယ်ဖြစ်လာနိုင်ခြေကိုဒါကြိုတင်ပြီးတော့အသိပေးတာဖြစ်တဲ့အတွက်လက်ဆိုင်ရာလူထုအနေနဲ့လည်းပဲဒါကြိုတင်ပြီးတော့ပြင်ဆင်စရာရှိတာတွေပြင်ဆင်နိုင်လိမ့်မယ်ဒါပေမဲ့ခုနပြောသလိုပေါ့နော်ဟလာတိုက်ပွဲအတွင်းမှာတိုက်ပွဲတွေဖြစ်လာပြီးပြင်းထန်တကယ်ဒီတက်ပို့ပြီးတော့ပြင်းထန်လာပြီးအခုလည်းပဲပြင်းထန်နေတယ်ပြင်းထန်ဒီတက်ပို့ပြီးပြင်းထန်လာမယ်ဆိုရင်တိုက်ပွဲအတွင်းမှာဘယ်လိုအခြေအနေမျိုးတွေကြုံတွေ့ရနိုင်တယ်လဲနော်ဒါတွေအတွက်ဘယ်လိုကြိုတင်ပြင်ဆင်သင့်တယ်လဲစသည်အပြင်အသေးစိတ်လေးတွေပါရင်ပိုကောင်းပါမယ်ဘေးအန္တရာယ်ကင်းနိုင်ရေးအစီအမံဘယ်လိုအစီအမံတွေလုပ်သင့်တယ်လဲဟလာဘယ်လိုလုပ်လို့ရတယ်လဲစသည်အပြင်ဒီလိုအကြံပြုချက်လေးတွေပါရင်လည်းပဲပိုကောင်းမယ်လို့ကျွန်တော်ကတော့တွေးမိပါတယ်ဒီလိုလားတို့ထုတ်ပြန်ချက်မျိုးတွေဟလာအခုဆိုရင်နေလားညလားဘယ်လိုအခြေအနေဖြစ်မှန်းမရေရာမသေးချာဖြစ်နေတဲ့မိုးကုတ်မိုးမိတ်ဖက်မှာလည်းပဲဒီလိုလားတို့ထုတ်ပြန်ချက်မျိုးတွေနဲ့လူထုကိုနော်ဂျိုသေးလေးစားစွာ
အတိဘေးတင်ပြမယ်ဆိုရင်တင်ပြနိုင်မယ်ဆိုရင်ကောင်းမယ်လို့လည်းကျွန်တော်တစ်စက်တည်းတွေးမိပါတယ်သတင်းတွေမှာတွေးရသလောက်ကတော့အဲ့ဒီဒေတာတွေမှာလူလူကတော့ကြိုတင်ပြီးတော့တင်းရှောင်တာတွေလုပ်နေကြပြီလို့တင်းရှောင်နေကြပြီလို့အဲ့လိုမျိုးသတင်းတွေမှာတွေ့ရပါတယ်မျိုးနေလူလူကတော့တချို့လည်းပဲစနေတော့မယ်တချို့လည်းပဲဖြစ်လာမယ့်အခြေအနေကိုကြိုတင်ရှောင်ရှားဖို့အတွက်မျိုးကနေထွက်သွားနေကြပြီဆိုတဲ့သတင်းမျိုးတွေတော့တွေ့နေရပါတယ်ကိုကြောင့်ပါဟုတ်ကဲ့ပါကိုကျော်သိန်းဒါဒီလိုအခြေအနေမျိုးမှာဒါတိုက်ပွဲတွေပြင်းထန်လာတဲ့အခြေအနေဆေးရည်လှည့်ပြောင်းဆေးရည်အခြေအနေတွေရှိလာတဲ့အချိန်မှာဒါပြည်သူလူထုအနေနဲ့တော်တော်လေးကိုတတိကြီးကြီးထားပြီးတော့မှဒါအသက်အနေနဲ့လုံခြုံအောင်နေထိုင်ရမယ့်အခြေအနေရှိပါတယ်ပေါ့လေဆိုတော့ဒီလိုမျိုးကိုဒါဒီ MDI PDF ကနေပြီးတော့ဒါပြည်သူလူထုကိုတတိပေးတဲ့အတိပေးတဲ့အကြောင်းကြားထုတ်ပြန်ကြေထုတ်တာကိုတော့ကျွန်တော်ကြိုးစိုးရမှာဖြစ်ပါတယ်ဆိုတော့ဒီအတိုင်းပဲဒါစစ်တပ်အနေနဲ့ကလည်းတခုခုတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာဒီရတာပြစ်မှတ်တွေဆေးရည်ပြစ်မှတ်တွေခွဲခြားသတ်မှတ်တာမရှိဘဲနဲ့ဒီလိုပဲပြစ်ခတ်တိုက်ခိုက်တာတွေကကျွန်တော်တို့တခြားလုံးကူးချိန်ကြီးရှိနေတဲ့အခါကျတော့ဒါဒီဒေတာမှာရှိတဲ့ပြည်သူလူထုတွေကတော်တော်လေးကိုတတိကြီးထားပြီးတော့ကျွတင်ကာဝယ်စီမံရမှာဖြစ်ပါတယ်။လားတို့ပဲဒီမိုးကုတ်တို့မိုးမိတ်တို့ဒေတာကပြည်သူတွေရတယ်ဒီလိုပဲဒါကျွတင်ပြင်ဆင်စီမံရမယ့်အခြေအနေရှိပါတယ်။ဆိုတော့ကျွန်တော်ဒုတိယအကြောင်းဆွေးနွေးမယ့်အကြောင်းအရာလေးတွားလိုက်ရအောင်ပါ။ဆိုတော့ဒုတိယဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါဒီအခုလုံးမဲ့ဒီတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါဒီနိုင်ငံတကာရဲ့ဒီပြောဆိုချက်တစ်ခုပါရှိပါတယ်။ဒါကတော့ဒါပြင်သစ်နိုင်ငံကပြင်ပြီးတော့မှဒီတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါပြောဆိုလိုက်တာဖြစ်တယ်ပေါ့လေ။ဆိုတော့ဒီစစ်ကော်မရှင်ကလုံးမဲ့ဒီရွေးကောက်ပွဲကဒါပွင့်လင်းမြင်သာမှုလည်းမရှိဘူးဒါအများကယုံကြည်လက်ခံနိုင်မှုလည်းမရှိဘူးဆိုပြီးတော့ဒါပြည်သစ်နိုင်ငံကနေပြောဆိုလိုက်တာရှိပါတယ်ဆိုတော့ဒီပုံမှာလေးကိုကျော်သိန်းဆွေးနွေးပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါဦးကျော်မောင်ဒီပြင်သစ်နိုင်ငံရဲ့ပြင်သစ်အစိုးရရဲ့သူကတော့ဟောပေါ့ဗျာဥရောပနဲ့ဒီပရေးရနိုင်ငံသားရေးရယုံဝန်ကြီးဌာနပေါ့ဆိုကြပါစို့နော်ဥရောသူတို့ကတော့ဥရောပရေးရနိုင်ငံသားရေးရနိုင်ငံသားရေးယုံတစ်ခုတည်းနိုင်ငံသားရေးဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ဘဲနှစ်ခုပေါင်းထားတာပေါ့နော်ဥရောပဆိုတော့ EU နိုင်ငံ EU ဖွဲ့ဝင်နိုင်ငံလည်းဖြစ်ဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံလည်းဖြစ်တဲ့အခါကျတော့ဒီလွယ်ပြောရတော့ဗျာပြင်သစ်နိုင်ငံသားရေးဌာနကထုတ်တာပေါ့ဒါတိတ်မကြခင်သတင်းပတ်တွေအတွင်းမှာမြန်မာအရေးနဲ့ပတ်သက်ပြီးတော့ပြင်သစ်နိုင်ငံဘက်ကဒုတိယမြောက်ထွက်လာတဲ့ထုတ်ပြန်ချက်လို့ဒုတိယမြောက်ထွက်လာတဲ့သတင်းလို့ပြောရမှာပထမထွက်ခဲ့တဲ့သတင်းကတော့ကျွန်တော်တို့ဒီစီစဉ်မှာပြောခဲ့တဲ့ဟလာပြင်သစ်သမ္မတအီမန်နျူယ်မာခရွန်ကနေပြီးတော့အချင်းကြဒေါန်ဆန်းစုကြည်စီကိုပေးပို့ခဲ့တဲ့စာတာဖြစ်သူခင်မဲရစ်ကနေတဆင့်ပေးပို့ခဲ့တဲ့စာဒါသိမကြသေးပါဘူးအခုတစ်ခါတော့နိုင်ငံရေးဌာနကနေပြီးတော့ထုတ်တဲ့စာဒီထုတ်ပြန်ချက်ကပါလဲဆိုတော့ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ဒါလည်းစနေနေ့ရပါတော့နိုဝင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲ9နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်ထုတ်ပြန်တာပါအားလုံးသိတဲ့အတိုင်းပဲ2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာမြန်မာနိုင်ငံမှာဒီလိုရွေးကောက်ပွဲပါတီစုံဒီမိုကရေစီဒီလိုရွေးကောက်ပွဲကျင်းပခဲ့တဲ့လွတ်လပ်ပြီးတော့တရားမျှတတယ်ဒီဟာလွတ်လပ်ပြီးတော့တရားမျှတတယ်ဆိုတာကိုလည်းပဲနိုင်ငံတကာကလေးလာစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေဒီတွင်ကလေးလာစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေနိုင်ငံတကာအစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေအကုန်လုံးလူကနော်ပြောခဲ့ကြတယ်ဒီရွေးကောက်ပွဲဒီလွတ်လပ်ပြီးတော့တရားမျှတတယ်ဟလာရွေးကောက်ပွဲမှာတချို့အလွဲချော်လေးတွေရှိခဲ့တယ်အမှားယွင်းလေးတွေရှိခဲ့တယ်ဆိုပေမဲ့လည်းပဲရွေးကောက်ပွဲရလဒ်ကိုထိခိုက်နိုင်လောက်တဲ့အထိရွေးကောက်ပွဲရလဒ်ပြည့်စုံနိုင်လောက်တဲ့အထိဟလာမတမာမှုတို့မှားပြင်းမှုတို့လွဲချော်မှုတို့ချွတ်ချော်မှုတို့မရှိခဲ့ဘူးစသည်အပြင်ဒီလိုထုတ်ပြန်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ပြောရရင်တော့မြန်မာနိုင်ငံရဲ့ဟလာစစ်မှန်ပြီးဒီမိုကရေစီနီးကျတဲ့လွတ်လပ်ပြီးတရားမျှတတဲ့နောက်ဆုံးရွေးကောက်ပွဲလို့ပြောရမှာပေါ့လက်ရှိချိန်ထိနော်နောက်ဆုံးရွေးကောက်ပွဲလို့ပြောရမှာဒီရွေးကောက်ပွဲနှစ်ပတ်လည်နေ့နဲ့ပတ်သက်ပြီးတော့ထုတ်ပြန်တယ်ဒီထုတ်ပြန်ချက်က2025ခုနှစ်အတွင်းပြင်သစ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့2025ခုနှစ်အတွင်းမှာဒါတတိယမြောက်ထုတ်ပြန်ချက်လို့ကျွန်တော်တို့ပြောရမယ်2025ခုနှစ်တွင်ပထမဆုံးထုတ်ပြန်ချက်ကမတ်လ30ရက်နေ့ကထုတ်ပြန်ခဲ့တာနော်ဒီငလျင်ကြီးလောက်ခတ်ခဲ့တဲ့အချိန်တုန်းကပြင်သစ်နိုင်ငံသား2ယောက်နော်ငလျင်တန်တင်ပြီးတော့အသက်ဆုံးပါသွားတယ်ဒါနဲ့ပတ်သက်ပြီးတော့ဝန်내ကြောင်းထုတ်ပြန်ချက်နောက်တစ်ခုကတော့မေလ14ရက်နေ့ကတပဲရင်ကကြောင်းကိုတိုက်ခိုက်တဲ့အတွက်ကျောင်းသားကျောင်းသားကလေးငယ်တွေထိခိုက်ဒဏ်ရာရတည်ဆုံးကြရတဲ့အဖြစ်အပျက်ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲပြင်သစ်နိုင်ငံသားရေးဌာနကဝေဖန်ပစ်တင်ရှုတ်ချတဲ့ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တယ်အခုကတော့ဒါ2020ပြည့်နှစ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်အဲ့တော့ဒီထုတ်ပြန်ချက်မှာပိုက်6ပိုက်ပါပါတယ်ပထမဆုံးတစ်ပိုက်ကတော့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ဟာမြန်မာနိုင်ငံမှာမြန်မာနိုင်ငံအထူးရွေးကောက်ပွဲ9နှစ်မြောက်နေ့ဖြစ်ခဲ့တယ်ဖြစ်တယ်အဲ့ဒီရွေးကောက်ပွဲရဲ့ရလဒ်ကို2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာ
စစ်တပ်ကအာဏာသိမ်းပြီးတော့ပြောင်းပြန်လှန်ပလိုက်တယ်ဒါနမဲ့ပထမဆုံးပိုက်နောက်ဒုတိယပိုက်ကအခုမြောက်လိုင်းတို့စီစဉ်နေတဲ့အတူရောင်ထောင်ချောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောထားတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစပြီးတော့လုပ်မယ်လို့ကြေညာထားတဲ့နော်ဒီထဲမှာလည်းပါသေးတာသူကတိုင်းပြည်ရဲ့ဒစိတစ်ပိုင်းတိုင်းကလုံးမှမလုပ်နိုင်ဘူးလေပထမအတုတ်လားပထမအကြော့ပထမအရက်လားဒီတိုင်းပြည်ရဲ့ဒစိတစ်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲတွေစစ်တပ်ကထိန်းချုပ်ထားတဲ့ဂျမ်မစ်စစ်တပ်ကထိန်းချုပ်ထားတဲ့တိုင်းပြည်ဒစိတစ်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲတွေဒီရွေးကောက်ပွဲတွေဒီရွေးကောက်ပွဲကိုအတိအမှတ်ပြုဖို့အတွက်လိုအပ်တဲ့အချက်တွေဖြစ်တဲ့ပွင့်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုယုံကြည်ကိုးစားခံရမှုဆိုတဲ့အချက်တွေ ਨੇ မပြည့်စုံဒီအချက်တွေကိုမပြည့်မီဘူးဒီရွေးကောက်ပွဲကိုအတိအမှတ်ပြုဖို့အတွက်လိုအပ်တဲ့အချက်တွေဖြစ်တဲ့ပွင့်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုယုံကြည်ကိုးစားခံရမှုဆိုတဲ့အချက်တွေ ਨੇ မပြည့်မီဆိုတော့ဒီရွေးကောက်ပွဲဒီယုံကြည်ကိုးစားခံရလောက်အတိမတ်ပြုခံရလောက်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးပေါ့ဗျာတောင်းမြန်ပြန်ပြောရင်နောက်တတိယတစ်ပိုက်ကနော်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်တို့အပအဝင်နော်အပအဝင်စေအုပ်စုကတရားမဝင်အာဏာရယူလိုက်ခြင်းကတည်းကနိုင်ငံရေးအကြောင်းပြချက်တွေနဲ့ဖန်ဆီးထားတဲ့အကျဉ်းချထားတဲ့သူအားလုံးကိုပြန်လှုပ်ပေးဖို့ထပ်ပြီးတော့တောင်းဆိုတယ်။ဒီကဒါအရင်ကလည်းတောင်းဆိုခဲ့မှုတယ်။ဒါကြောင့်အခုတခါထပ်ပြီးတော့တောင်းဆိုတယ်။ဒီသမ္မတတုန်းကလည်းပဲဒေါအောင်ဆန်းစုကြည်စီပို့တဲ့စာထဲမှာလည်းပဲဒီလိုတောင်းဆိုထားတယ်။နောက်နံပါတ်၄ပိုက်ကလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဟလားအရသားတွေအထူးသဖြင့်ထိခိုက်တေဆုံးနေကြရတဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်အကြမ်းဖက်လုပ်ရက်တွေအကုန်လုံးကိုပြင်သစ်နိုင်ငံအနေနဲ့ပြစ်တင်ရှုတ်ချတယ်ဒီတဲ့ခါကျတော့မြန်မာလူထုရဲ့နော်မြန်မာလူထုရဲ့ပို့ပြီးဆိုးရွားလာနေတဲ့လူသားစာနာမှုဆိုင်ရာအခြေအနေနော်ဒါအပြင်အဲ့ဒီကနေတစ်ဆက်တည်းဒေသတွင်းမှာတက်ရောက်မှုဒါတွေနဲ့ပတ်သက်ပြီးတော့ပြင်သစ်နိုင်ငံအနေနဲ့စိုးရိမ်ကြောင်းကိုလည်းပဲထပ်ပြီးတော့ပြောတယ်စိုးရိမ်ပူပန်နေဆိုတဲ့အကြောင်းကိုလည်းထပ်ပြီးတော့ပြောတယ်ဒါနံပါတ်၄ပိုက်နောက်နံပါတ်5အပိုက်ကအာဆီယံနဲ့ပတ်သက်တယ်ရှေ့တောင်အာရှနိုင်ငံများအဖွဲ့အာဆီယံရဲ့အမြဲတမ်းပါနေကြ 5PC ဘုံသဘောတူညီချက်9ရက်နော်မြန်မာနိုင်ငံပြည်ပခအတွေ့ငြိမ်းချမ်းပြီးတော့ရေရှည်ခံတဲ့အဖြစ်ရှာဖို့အတွက်ရှေ့တောင်အာရှနိုင်ငံများအဖွဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်9ရက် 5PC ကိုပြင်သစ်ကအားပေးထောက်ခံကြောင်းထပ်ပြီးတော့ပြောတယ်ဒီ 5PC ဒီ 5PC ထဲမှာတောင်းဆိုထားတဲ့အထဲမှာနော်အကြမ်းဖက်လုပ်ရက်တွေရပ်ဖို့ရှော့ချဖို့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ဆိုတာတောင်းဆိုထားတယ်လို့လည်းဒီမှာထပ်ပြီးတော့သူကပြောထားတယ်နောက်ဆုံးဘက်ကတော့လေအာဆီယံနဲ့ပတ်သက်တယ်အာဆီယံဥက္ကဋ္ဌမလေးရှားအာဆီယံလက်ကြောဥက္ကဋ္ဌမလေးရှားနောက်လာမှာကဖိလစ်ပိုင်အာဆီယံလက်ကြောဥက္ကဋ္ဌမလေးရှားနိုင်ငံပြီးတော့အာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်မြန်မာရေးအထူးကိုယ်စားလှယ်ပေါ့ဗျာအထူးတန်တမန်အထူးကိုယ်စားလှယ်အော့မန်ဟာရှင်ဒီတဲ့ခါကျတော့ကုလသမဂ္ဂထွေထွေအတွင်းမှုချုပ်ရဲ့မြန်မာရေးအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့သူတို့တွေကလာမြန်မာနိုင်ငံမှာခိုင်မာတဲ့နိုင်ငံရေးအဖြစ်နဲ့နော်ခိုင်မာတဲ့ငြိမ်းချမ်းရေးရဖို့အတွက်နော်ဂျာဝင်စစ်ဆက်ညှိနှိုင်းပြီးတော့စူးစမ်းနေကြတဲ့အပေါ်ပြင်သစ်နိုင်ငံအနေနဲ့ချီးကျူးစကားပြောတယ်ပေါ့ဗျာတိမှတ်ပြုတယ်ချီးကျူးစကားပြောတယ်ပေါ့ဒါတငင်းတမန်ကင်းစကားတွေပေါ့တော့ဒီထုတ်ပြန်ချက်တစ်ခုလုံးရပြောမယ်ဆိုရင်သူကဒီ2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့ကလုပ်ခဲ့တဲ့ရွေးကောက်ပွဲဒီအခုမရောက်နိုင်လို့လုံမဲ့အတူရောင်ကျန်းဖက်ရွေးကောက်အတူရောင်ထောင်ချောက်ရွေးကောက်ပွဲနဲ့လာမှမတူဘဲနဲ့နော်ဒီရွေးကောက်ပွဲသာလျင်အဲ့ဒီရွေးကောက်ပွဲသာလျင်ခိုင်မာတဲ့နော်စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်တယ်အဲ့ဒီရွေးကောက်ပွဲရလဒ်သာလျင်စစ်မှန်တဲ့ရလဒ်ဖြစ်တယ်ဆိုတာကိုသူတို့ဒါဒီထဲမှာတိုက်ရိုက်မဟုတ်ပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုဆက်ပြီးအတိအမှန်ပြုသေးတယ်ဆိုတော့သူကပြီးတော့ပြောထားတာဒါတစ်ချက်အရေးကြီးတယ်နောက်တစ်ချက်ကအွန်လိုင်းလို့လုံးမဲ့အတူရောင်ထောင်ချောက်ရွေးကောက်ပွဲသည်ဘယ်လို့မှအတိအမှန်ပြုမရနိုင်
တိမှတ်မပြုနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲဒီဘုလင်းမြင်သာမှုမရှိဘူးလွတ်လပ်မှုမရှိဘူးအားလုံးပေါအောင်မှုမရှိဘူးယုံကြည်ကိုးစားတိုက်မှုမရှိဘူး။ဒါတွေကအတိမှတ်ပြုဖို့အတွက်လိုအပ်တဲ့အချက်တွေဒီအချက်တွေနဲ့မပြည့်မီဘူး။ဒါကြောင့်မို့လို့အတိမှတ်ပြုမှုမရဘူးဆိုတာမျိုးဒါယတိပြတ်မဟုတ်တော့မှတော်တော်လေးရှင်းရှင်းလင်းလင်းပြောထားတဲ့ပြင်သစ်နိုင်ငံရဲ့ထုတ်ပြန်ချက်လို့ပြောရမှာပါကိုကြောက်မောင်ရင်ဒီလိုနိုင်ငံမျိုးတွေနော်ဥရောပနိုင်ငံထိပ်တန်းနိုင်ငံကြီးတွေကအခုလိုမြန်မာအရေးကိုဒီဥဒကန့်ထုတ်ကြတယ်ပြောကြတယ်ဆိုကြတယ်ဆိုတာတော့ဒါကောင်းတဲ့အချက်လို့ကျွန်တော်ကတော့မြင်ပါတယ်ကိုကြောက်မောင်ကြီးဟုတ်ပါတယ်ကိုကျော်သိန်းဒါဒီစစ်တပ်ကလုံးမဲ့ဒီအတူရောင်ရွေးကောက်ပွဲပေါ်မှာဒါနိုင်ငံတကာကတော့ဒါလက်မခံနိုင်ကြောင်းနေတာထုတ်ဖို့ပြောဆိုနေတာကျွန်တော်တို့တွေ့ရတယ်ဗောလေဒေတာရင်းအာဆီယံနိုင်ငံတွေအနေနဲ့လည်းဒါကိုဒီရွေးကောက်ပွဲကိုဒါလက်ခံတယ်လက်မခံဘူးပြောဖို့နှုတ်ဆက်နေတာမျိုးတော့ကျွန်တော်တို့တွေ့ရပါတယ်တစ်ဖက်မှာလည်းဒါရွေးကောက်ပွဲလေးလာစောင့်ကြည့်တဲ့သူတွေလွတ်ဖို့လည်းမရှိဘူးဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ဗောလေဒါကျွန်တော်တို့နားလေတော့ဆိုဒါခုတ်ရတော့ဘယ်သူမှတော့လက်ဝင်ရှိုးမဲ့အနေထားတော့မရှိတော့ပါဘူးဆိုတော့ကျွန်တော်တို့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာလေးတွားလိုက်အောင်ပါအဲ့တော့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါကိုကျော်သိန်းလည်းတည်ပြီးသားဖြစ်မှာပါဒါလက်ရှိဒီဆေးရနာသိမ်းပြီးတဲ့အချိန်မှာဒီမြန်မာပြည်ရဲ့ဒီစီးပွားရေးလူမှုစီးပွားဘဝကတော်တော်လေးကိုဒီဆုပ်ယုပ်သွားတဲ့အခြေအနေရှိတယ်ပေါ့လေတော်တော်လေးကြာဆင်းသွားတဲ့အခြေအနေရှိပါတယ်ဆိုတော့ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့စီရင်ခံစာတွေအရဆိုရင်တော်တော်လေးကိုဒီမြန်မာစီးပွားရေးကဥမော့လာနိုင်ခြင်းမရှိအောင်ကိုကြာဆင်းသွားတဲ့အခြေအနေရှိတယ်ပေါ့လေဆိုတော့ဒီလိုအခြေအနေမျိုးမှာဒါဆေးအာနာသိန်းပေါ့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်နိုင်ကဒါဒီမြန်မာနိုင်ငံကိုဒါဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစင်းရင်းကနေဒါလွတ်မြောက်အောင်ဒါကော်မရှင်တရက်ကိုသူဦးဆောင်ပြီးလုပ်သွားမယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီသတင်းပေါ်မှာလည်းကိုကျော်သိန်းအခြေခံပြီးတော့ဆွေးနွေးပေးပါအောင်ဒီလိုစီးပွားရေးတွေဆုပ်ယုပ်အောင်လှုပ်ဆောင်ခဲ့တဲ့လူတယောက်ကဒီကနေလွတ်မြောက်အောင်လုပ်မယ်ဆိုတဲ့ဟာကိုဦးဆောင်ပြီးလုပ်မယ်ဆိုတဲ့အခြေအနေကိုမူတည်ပြီးတော့ဗောလေဒီနားမှာမြောက်ပေးနေတဲ့လူတွေရှိလို့ပေါ့ဗျာနော်မြောက်ပေးပင့်ပေးနေတဲ့လူတွေရှိလို့ပေါ့ခါတော်ပေးတွေရှိမှာပေါ့ဒါဘယ်သူတွေလက်ချက်ဆိုတာကျွန်တော်တို့ခံမှန်းကြည့်လို့ရပါတယ်တိတိကျကျမဟုတ်တော့လဲနာမည်နဲ့တကွာပြောလို့တော့ဖြစ်ဘူးပေါ့အဲ့တော့သူပြောတာသတင်းထဲမှာကျွန်တော်တို့ ERD သတင်းမှာတွေ့တာပါလေမြန်မာနိုင်ငံကိုဟလာဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC least developed countries အဲ့ဒီစီးရင်ထဲမှာအဲ့ဒီနိုင်ငံတနိုင်ငံအဖြစ်သတ်မှတ်ခံထားရတာကနေပြီးတော့လွတ်မြောက်ဖို့အတွက်ကော်မရှင်တဲ့အဲ့ဒီကော်မရှင်ကိုအကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကဦးဆောင်တယ်ဩဂုတ်လကပြန်ဖွဲ့တယ်ဆိုပြီးတော့သူတို့စစ်ကော်မရှင်ရဲ့ပြန်တန်းထဲမှာထည့်သွင်းဖော်ပြထားတယ်ဆိုပြီးတော့ ERD သတင်းမှာရေးထားတယ်အဲ့ဒီကော်မရှင်မှာအဖွဲ့ဝင်အနေနဲ့ဝန်ကြီးဒုဝန်ကြီး22ယောက်ပါတယ်ပြီးရင်သူကကော်မရှင်ရဲ့လုပ်ငန်းတိုးတက်မှုအခြေအနေတွေကိုအကြံဖက်ခေါင်းဆောင်စီကို6လတကြိမ်ပြန်ပြီးတော့တင်ပြသူကိုသူယာယီသမရခန့်ထားတဲ့အကြံဖက်စစ်ခေါင်းဆောင်ဒီကော်မရှင်အနေနဲ့ကဗါတဲ့သက်ဆိုင်ရာနယ်ပယ်လိုက်အကောင့်ထွေပုံမှုတွေကိုကြီးကြပ်တာပြောလိုက်သေးတယ် LDC အဖြစ်ကနေလွတ်မြောက်ပြီးနောက်ပိုင်းနဲ့ဘယ်တော့လွတ်မှာလဲတော့မသိဘူးချောမွေ့စွာဆောင်ရွက်နိုင်ရေးဤပညာလိုအပ်ချက်နဲ့အကူအညီတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်တာဘယ်နိုင်ငံတကာအဖွဲ့အစည်းနဲ့သူတို့ညှိနှိုင်းဆောင်ရွက်လို့ရမှာဘယ်နိုင်ငံတကာအဖွဲ့အစည်းကသူတို့ကိုအကူအညီပေးမှာလဲပြီးတော့ပါတယ်အင်္ဂလိပ်လိုတော့ပါသေးတယ် smooth transition strategy တဲ့ဒီဟာကိုသတင်းမှာပေါ့နော်အဲ့တော့ပြောရတော့တွင်ကူပြောင်းရေးမဟာဗျူဟာချောမွေ့တဲ့တွင်ကူပြောင်းချောမွေ့ဖြစ်ဖို့တဲ့မဟာဗျူဟာရေးတယ်ပြီးတော့ထောက်ကူပြုလုပ်ငန်းကော်မတီတွေဖွဲ့တာပတ်ဆိုင်ရာလုပ်ငန်းအဖွဲ့တွေဖွဲ့တာဒါဒီကော်မရှင်ကလုပ်ရမယ်တဲ့ကျွန်တော်တော့ဒီသတင်းဖတ်ပြီးကျွန်တော်ရည်တော့မရှိနိုင်ဘူးဗျာသိလားဘာလို့လဲဆိုတော့ဒါဟိုခပ်ပေါ်လို့တော့ကျွန်တော်တို့သဘောထားလို့မရဘူးတို့ရွေးကောက်ပွဲဟလာလုပ်ဖို့တူကြောင်ထောင်ချောက်ရွေးကောက်ပွဲလုပ်ဖို့ပြင်နေတယ်ကျွန်တော်လည်းပြောခဲ့ဘူးလေဘလို့မြေသူဝင်ဖြစ်စီရွေးကောက်ပွဲကတော့ဖြစ်မှာရွေးကောက်ပွဲပြီးတဲ့အခါကျရင်ဟလာအခုလိုမျိုးဟလာစစ်တပ်ကအုပ်ချုပ်တယ်တိုင်းပြည်အာဏာယူတယ်ဆိုတာမျိုးမဟုတ်တော့ဘဲနဲ့ခင်းချင်းကပြောင်းသွားနော်အရတားတချို့ကိုအိမ်ဖြည့်ထည့်ပြီးတော့သူကဟလာရွေးကောက်အစိုးရဆိုတဲ့ပုံစံတစ်မျိုးပေါ်လာမယ်ဒီဆိုကလည်းပဲမင်းအောင်လိုက်ပဲတနည်းမဟုတ်တနည်းနဲ့အာဏာယူထားမှာပဲချုပ်ကင်ထားမှာပဲဒါသိသိကြတယ်ဘယ်လိုပုံစံဖြစ်မလဲဆိုတာတိတ်သမရဖြစ်ချင်တယ်သမရသိဖြစ်ချင်တာလေနော်အဲ့တော့သူတို့ပဲရေကုန်ပြောင်းပြီးတော့ဆက်ပြီးတော့ချုပ်ကင်ထားမှာသို့တော့နိုင်ငံတကာအမြင်မှာသူတို့ကိုထောက်ခံတဲ့အားပေးနေတဲ့ကူညီနေတဲ့ပေးနေတဲ့နိုင်ငံတွေအမြင်မှာတော့ပြောင်းပြီပေါ့ဗျာမြန်မာနိုင်ငံမှာအစိုးရပြောင်းပြီပေါ့နော်ဒါအာဏာသိမ်းတဲ့စစ်တပ်အစိုးရမဟုတ်တော့ဘူးပေါ့စစ်တပ်မဟုတ်တော့ဘူးပေါ့နော်နောက်ထပ်ရွေးကောက်တင်မြှောက်တဲ့အစိုးရဖြစ်ဘာညာပေါ့ဗျာဒါမျိုးတွေလုပ်ပါဒါကြီးလိုကာလအတွက်ကိုကြိုပြင်တယ်လို့ကျွန်တော်ဒီလိုလေးတွေးကြည့်မိတယ်နော်ဒါတစ်ချက်ဒီသတင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့ကျွန်တော်တို့ဒီ LDC ပေါ့နော် least developed countries ဖွံ့ဖြိုးတိုးတက်မှုအနှိမ်ဆုံးနိုင်ငံများစီရင်ဒီ LDC ဆိုတာကိုကျွန်တော်တို့လည်းပြန်ကြည့်အောင် LDC ဆိုတာလည်းပြန်ကောက်ကြည့်အောင် LDC ဆိုတာဘာလဲ LDC ဆိုတာကုလသမဂ္ဂကနေပြီးတော့သတ်မှတ်တာဘယ်လိုနိုင်ငံမျိုးတွေကို LDC အဖြစ်စီရင်သွင်းတယ်လဲဆိုတော့
လူမှုစီးပွားခုနကကိုကြောက်မောင်ပြောတဲ့ထက်မှလည်းပါတယ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာအနေဆုံးရောက်နေတဲ့နိုင်ငံတွေကို LDC တွေကိုထည့်ပြီးတော့သတ်မှတ်တယ်အဲ့လိုသတ်မှတ်တဲ့နေရာမှာအဓိကတိုင်းတာတဲ့အချက်၃ချက်ရှိတယ်ဝင်ငွေလူတယောက်ချင်းစီရဲ့တစ်နှစ်ဝင်ငွေနော်နှိပ်ပြီးတဲ့အခါကျတော့လူတွေရဲ့ကျန်းမာရေးပညာရေးအာဟာရပြေဝမှုစတဲ့ညွှန်ကိန်းတွေနှိပ်ပြီးစီးပွားရေးအရာဟလာပြောရရင်ဖက်ဖက်ကအားနေအကာအကွယ်မဲ့ပြင်ပကလာကဘာလုံးဆိုင်ရာစီးပွားပြက်ကတ်စိုက်တာတို့နော်ဟလာနိုင်ငံတကာမှာဒေတာအတွင်းမှာကြီးမားတဲ့နော်စီးပွားရေးရရိုက်ခတ်မှုတွေဖြစ်မယ်ဆိုရင်ဆိုးွားတဲ့ဖြစ်ပျက်တွေဖြစ်မယ်ဆိုရင်ဒီလိုဒဏ်တွေကိုကြံ့ခံရင်ဆိုင်နိုင်တဲ့အခြေအနေမျိုးမှာမရှိဘူးဒီချက်၃ချက်ပေါ်မူတည်ပြီးတော့ LDC ဆိုပြီးတော့သတ်မှတ်တယ်ဒါတခုမြန်မာနိုင်ငံနဲ့ LDC ကျွန်တော်တို့ချိန်လေး timeline လေးတစ်ချက်ကြည့်အောင်မြန်မာနိုင်ငံဘယ်တော့မှ LDC ဖြစ်ခဲ့တယ်လဲဆိုတော့1988ခုနှစ်88ရေးခင်းမဖြစ်ခင်ရှစ်လေးလုံးရေးတော်ပုံကြီးမဖြစ်ခင်တစ်နှစ်နော်ဘယ်သူလက်ထက်လဲဆိုတော့အခုမင်းအောင်လှိုင်တို့ရဲ့ဘိုးအေနေဝင်းလက်ထက်နော်တပါတီအာနာရှင်မဆလာမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့တပါတီအာနာရှင်လက်ထက်မှာ LDC အဆင့်ရောက်သွားတယ်အဲ့ဒါကမင်းအောင်နေဝင်းတို့1962မှာအာနာသိမ်းပြီးတော့25နှစ်အကြာမှာစစ်တပ်က1962မှာစစ်တပ်ကအာဏာသိမ်းပြီးတော့25နှစ်အကြာမှာမြန်မာနိုင်ငံဒီလုံးဝဖွတ်နိုင်ငံဖြစ်သွားတယ်မြန်မာနိုင်ငံလုံးဝအောက်ဆုံးကိုထိုးဆင်းသွားတယ်နော်ဒီလိုအသက်မှတ်ခံခဲ့ရအဲ့တော့အဲ့ဒီကနေပြီးတော့ဟလာဒီ LDC ကနေလွတ်အောင်အဆက်စ조사ခဲ့ပါတယ်ရှေ့အဆက်ကလည်းပဲအထူးသဖြင့်တော့ဒီကျွန်တော်တို့ပြပြပြောင်းလဲရေးလုပ်ခဲ့တဲ့ကာလ2017ကနေပြီးတော့2020ဂျားကာလ9နှစ်10နှစ်လောက်ကာလအတွင်းမှာအပြည့်အစုံ조사ခဲ့အဲ့တော့2021ဂျန်ဖက်မင်းအောင်လှိုင်အာဏာမသိမ်းခင်မှာတိုးတက်မှုတွေရှိနေပြီဗျတိုးတက်မှုတွေရှိနေပြီနော် GDP နော်ဖွံ့ဖြိုးတိုးတက်မှုနှုန်းတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်လာတယ်စည်ရမွေးတည်မှုရော့လာတယ်တိတာပါတယ်နော်အဲ့ဒီအချိန်အဲ့ဒီကာလကတိုင်းပြည်မှာမြန်မာနိုင်ငံမှာလူလက်တန်းစားတွေနော်လူလက်တန်းစားတွေကောင်းလားအားကောင်းလားလူလက်တန်းစားတွေအဆင်ပြေတယ်တိုင်းပြည်တပြည်ဆိုတာကလူလက်တန်းစားများအဆင်ပြေဖို့လိုဒါသူတို့ကအဓိကဖြုံးနိုင်တယ်သူတို့ဖြုံးနိုင်မှသုံးနိုင်မှတခြားတွေအကုန်လုံးဆက်ပြီးတော့တိုးမှတိုင်းပြည်ကစီးပွားရေးကောင်းမှတိုင်းပြည်တိုးတက်အဲ့တော့အဲ့ဒီကာလအတွင်းမှာတိုင်းပြည်အတော်လေးအခြေအနေကောင်းနေတယ်ကောင်းခဲ့2021 ဖေဖော်ဝါရီလမှာအာဏာသိမ်းတယ်အာဏာသိမ်းပြီးတော့တောက်လျှောက်ဖြစ်ခဲ့တဲ့အခြေအနေတွေကြောင့်ခုနကိုကြောက်မောင်ပြောသလိုဒီကနေ့အချိန်အခါမှာစီးပွားရေးကလုံးဝပြိုကျပျက်စီးနိုင်ငံတကာရဲ့ပဏ္ဍခတ်ပိတ်ဆို့မှုတွေကိုလည်းပဲခံထားရတယ်ရင်းနှီးမြှုပ်နှံသူတွေယုံကြည်မှုမရှိလို့ထွက်ကုန်ကြတယ်ဒီပရင်းနှီးမြှုပ်နှံသူတွေပြည်တွင်းရောပြည်ပရောပါနော်ဘယ်ရင်းနှီးမြှုပ်နှံသူဘယ်ငွေရှင်တရှင်မှလာသူတို့ ਨੇ ပင်းစားတဲ့ခရိုနီတထေးတွေကလွဲလို့တခြားစီးပွားရေးကိုကောင်းကောင်းဝယ်လုတ်ကင်စားတောက်တဲ့ဘယ်သူမှရင်းနှီးမြှုပ်နှံမှုမလုပ်ရဲကြဘူးနော်ထွက်ကုန်ကြနောက်တစ်ခါလူသားဘေးဒုက္ခအကျက်တဲတွေပူပြီးတော့ဆိုးရွားလာတော့ကျွန်တော်ဒီကနေ့အခြေအနေ2025အခြေအနေကိုကြည့်ရင်မြန်မာနိုင်ငံဒီဖွံ့ဖြိုးတိုးတက်မှုအနှိမ့်ဆုံးနိုင်ငံများ LDC စီးရင်တဲမှာပါနေစေရှိတယ်ဒီ LDC ကနေပြီးတော့လွတ်ဖို့ဒီစီးရင်ထဲကနေထွက်ဖို့ထုတ်ဖို့ဆိုတော့ဘယ်သူကဆုံးဖြတ်တယ်လဲဆိုတော့နော်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာကုလသမဂ္ဂကော်မတီ CDP ဆိုတော့ဒီကော်မတီကဆုံးဖြတ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာကုလသမဂ္ဂကော်မတီ CDP ကဆုံးဖြတ်တယ် CDP ကမြန်မာနိုင်ငံမှာလက်ရှိအခြေအနေနော်ဂျပန်တိုက်ခိုက်မှုတွေနဲ့ပြည်ပခါတွေဆက်ဖြစ်နေတယ်မတည်မငြိမ်ဖြစ်နေတယ်ဆိုတာတွေကိုကြောင်းပြပြီးတော့မြန်မာနိုင်ငံကို LDC စီးရင်တဲ့ကနေထုတ်ရေးမထုတ်ရေးစဉ်းစားတဲ့လုပ်ငန်းစဉ်စဉ်းစားတဲ့အဆင့်ကိုရွှေ့ဆိုင်းထားတယ်အခုလောလောဆယ်အဲ့ဒီကိစ္စကိုကင်တွယ်မနေဘူးနော်ဒါ2025ရဲ့ဒီကနေ့လက်ရှိအခြေအနေအဲ့တော့ LDC ဖြစ်သတ်မှတ်ခံရတော့ဘာဖြစ်တယ်လဲ LDC ဖြစ်သတ်မှတ်ခံရလို့ခံရတာကြောင့်တိုင်းပြည်အနေနဲ့ပြောရင်အပေါင်းလက္ခဏာအကျိုးသက်ရောက်တာတွေလည်းရှိတယ်အနှုတ်လက္ခဏာအကျိုးသက်ရောက်တာတွေလည်းရှိတယ်ပြောရတော့ဗျာကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ် LDC ဖြစ်သတ်မှတ်ခံရလို့အကုန်လုံးမကောင်းတာတော့မဟုတ်ဘူးကောင်းတာလေးတွေလည်းရှိတယ်အဲ့ဒီကောင်းတဲ့အချက်တွေကဘာလဲဆိုတော့
နိုင်ငံတကာကုန်သွယ်ရေးနဲ့ပတ်သက်ရင်အကျိုးအမြတ်ရတာတွေရှိကိုယ့်ဘက်ကအကျိုးဖြစ်ထွန်းတာတွေရှိဥပမာအခွန်ကင်းလို့ခွင့်လို့နော်ပြီးတော့ဟလာဘယ်ကုန်ပစ္စည်းကိုဘလောက်ပဲတင်သွင်းရမယ်ဆိုတဲ့အချိုးကျသတ်မှတ်ချက်တို့ဒါတွေကင်းလွတ်တယ်နော်ဘယ်ဈေးကွက်တွေကိုလဲဆိုတော့အထူးသဖြင့်တော့ဟလာဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတွေရဲ့ဈေးကွက်တွေဥပမာဥရောပသမဂ္ဂ EU ဥရောပသမဂ္ဂ EU နဲ့ဆိုရင်လက်နက်ခဲယမ်းကလွယ်လို့ကျန်တဲ့ကုန်ပစ္စည်းအကုန်လုံးကိုအခွန်ကင်းလွတ်ခွင့်နော်ဘလောက်ပဲတင်သွင်းရမစအချိုးကျသတ်မှတ်ချက်ကင်းလွတ်ခွင့်ဒါမျိုးတွေရထားတာဒါပေမဲ့အာဏာလဲသိမ့်လိုက်ပြီးတော့အဲ့ဒီအခွင့်အရေးကို EU ကရပ်ဆိုင်းလိုက်တယ်ရပ်ဆိုင်းလိုက်တယ်ဘလောက်နစ်နာတယ်လဲဆိုတာနော်နောက်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေပို့ရနော် ODA လို့ခေါ်တဲ့လာဖွံ့ဖြိုးတိုးတက်ရေးတရဝင်းနိုင်ငံတွေကပေးတဲ့တရဝင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကူအညီအထောက်အပံ့တွေကိုဦးစားပေးအဖြစ်ရဒါအပြင်အတိုးမဲ့ချေးငွေတို့နော်အတိုးအများကြီးနေတဲ့ချေးငွေတို့ဒါမျိုးတွေလည်းပဲခန်းစားခွင့်ရတယ်နောက်နိုင်ငံတကာအဖွဲ့အစည်းတွေပေါ့ဥပမာအဖြစ်ကျွန်တော်တို့ကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO လိုအဖွဲ့အစည်းတွေကနေပြီးတော့အထူးအခွင့်အရေးပေးပြီးတော့နော်တိုင်းပြည်တွေမှာလုံရည်ကန်ရည်တွေတက်လာအောင်သူတို့လေ့ကျင့်သင်တန်းပေးတာတွေဤပညာတွေလွှဲပြောင်းပေးတာတွေဒါမျိုးအကူအညီအထောက်ပံ့တွေလည်းပဲရဒါက LDC ဖြစ်သတ်မှတ်ခံရတဲ့အတွက်ရတဲ့အကျိုးကျေးဇူးလို့ပြောအောင်ပါပေါ့ဗျာအဲ့တော့လက်ရှိကမြန်မာနိုင်ငံမှာကလက်နက်ကိုင်ပြည်ပခါတွေတနိုင်ငံလုံးမှာဖြစ်နေတယ်နော်ဒါဥပဒေစိုးမိုးရေး0နော်ဘာနာရေးနဲ့ငွေကြေးအဖွဲ့အစည်းတူပြင်ဘန်တို့ဗဟိုဘန်တို့ဗမာလဲဖြစ်နိုင်ဖြစ်နေတာလေနော်ဖြစ်နိုင်ဖြစ်နေတာဖြစ်ချင်တိုင်းဖြစ်နေတာဘာမှစနစ်တကျမရှိဘူးအကုန်လုံးပျက်စီးပြိုကျဘာနာငွေကြေးပိုင်းတရားဥပဒေစိုးမိုးရေးပိုင်းပြီးတော့တိုင်းပြည်လူထုကတိတ်ကိုစင်ရဲမွဲတည်နေတယ်ကိုเจ้าမအောင်တော့ကိုကားသွားတဲ့2024ခုနှစ်ကထုတ်ပြန်တဲ့ကမ္ဘာဘဏ်နဲ့ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရမြန်မာနိုင်ငံလူဦးရေရဲ့40%ကျော်ကစင်ရဲမွဲတည်နေကြတယ်တိုင်းပြည်လူဦးရေ40%ကျော်တော့နဲရမှာမဟုတ်ပဲကိုเจ้าမအောင်နော်တန်ပေါင်းများဆိုတလောက်တိုင်းပြည်လူထုကစင်ရဲမွဲတည်ကျွန်တော်တို့ဒီစင်ရဲမွဲတည်မှုအစီအစဉ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီစီစဉ်မှာပြောခဲ့ကြဘူးပါတယ်ပြန်ရှာပြီးတော့ပြန်ကြည့်ကြလို့ရပါတယ်နောက်တစ်ခုကပညာရေးနဲ့ကျန်းမာရေးဆောင်ရှောက်မှုအားလုံးသိတဲ့အတိုင်းပဲကျန်းမာရေးဆောင်ရှောက်မှုဘယ်လောက်ပျက်စီးယိုယွင်းနေသလဲပညာရေးနော်တောင်းသားတွေအတန်းပညာသင်ကြားဖို့တက်ပညာသင်ကြားဖို့ဘယ်လောက်ခက်ခဲနေသလဲဆိုတာအားလုံးသိတဲ့အတိုင်းပြီးတဲ့အခါကျတော့မြန်မာနိုင်ငံမှာစက်မှုလုပ်ငန်းဆိုတာဖွံ့ဖြိုးတိုးတက်မှုရှိမှမရှိတာဖွံ့ဖြိုးတိုးတက်မဲ့လမ်းစာလေးပေါ်တဲ့အချိန်မှာဒီအကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်စောက်ကောက်ပြီးအာဏာသိမ်းလိုက်တဲ့အတွက်နော်ဘလောက်တောင်ဒီဟာတွေကရက်ကုန်တယ်အဲ့တော့စက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုတာမရှိသလောက်ပဲအဲ့တော့ဘယ်ပေါ်မှာမြေကိုအားထားနေတယ်လဲဆိုတော့တွင်းထွက်တင်ရဇာတာတွေပေါ့ဗျာတဘာဝတန်ငွေတို့ကြောက်စိမ်းတို့နော်ကျွန်းသစ်တို့အများကြီးပါဟလာဒါတွေပေါ်မှာမြေကိုအားထားနေရတယ်တိုင်းပြည်ထဲမှာကိုယ်တိုင်းပြည်မြေကြီးထဲမှာရှိနေတဲ့ရေထဲမှာရှိနေတဲ့ပစ္စည်းတွေကိုဒီတိုင်းတူးပြီးတော့ရောင်းတာပေါ့ခင်ဗျာအဲ့တော့မြန်မာနိုင်ငံ LDC အဖြစ်သတ်မှတ်ခံရတဲ့အခြေအနေကနေလွတ်ဖို့လားဒါကိုကျွန်တော်တို့ကြည့်အောင်မင်းအောင်လိုင်းအကြံကြီးဒါကြီးကိုကြည့်အောင်အကယ်၍သာနော်အကြံဖက်ကောင်းဆောင်မင်းအောင်လှိုင်တာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကမိုင်မဲစွာအာဏာသိမ်းခဲ့တာမလုပ်ဘူးဆိုရင်ဒီကနေ့ဒီအခြေမြန်မာနိုင်ငံရဲ့အခြေအတော်ကောင်းနေပြီဗျ2025နဲ့2030အတွင်းမှာမြန်မာနိုင်ငံဒီ LDC အဖြစ်ကနေလွတ်မယ်လို့တော့မှခန့်မှန်းထားကြတာဒီ2025နဲ့2030အတွင်းမှာတိုင်းပြည်က LDC ဖြစ်သတ်မှတ်ခံထားရတဲ့ဘဝကနေလွတ်မယ်လို့တော့မှခန့်မှန်းထားကြတယ်အလွယ်လေးပါဒီနှစ်ရှိပြီနော်နောက်တစ်ခုကခုနပြောတဲ့ CDP ကုလသမဂ္ဂရဲ့ဖွံ့ဖြိုးတိုးတက်မှုမူဝါဒဆိုင်ရာကုလသမဂ္ဂကော်မတီက2024ခုနှစ်မှာမြန်မာနိုင်ငံကို LDC ဖြစ်ကနေပယ်ဖျက်ပေးဖို့အတွက်သူတို့သုံးသက်စမ်းစစ်ကြတဲ့ကိစ္စဒါကိုရွှေ့ဆိုင်းထားတယ်ဘယ်အချိန်ထိရွှေ့ဆိုင်းထားသလဲဆိုတော့မြန်မာနိုင်ငံမှာတည်ငြိမ်ပြီးတရားဝင်တဲ့အစိုးရတရက်ပေါ်လာတဲ့အထိမြန်မာနိုင်ငံကို LDC အဖြစ်ကကင်းလွတ်ခွင့်ကိစ္စမဆွေးနွေးဘူးဒါမင်းအောင်လှိုင်တို့ရဲ့ခံမှန်းချက်ဖြစ်နိုင်တယ်ကိုကြောက်ပါနော်သူတို့အခုအတူရောင်ထောင်ချောက်ရွေးကောက်ပွဲလုပ်အဲ့ဒီကနေပြီးတော့ပေါ်လာတဲ့အစိုးရကိုသူတို့ကပြီးငိမ့်ပါတယ်တရားဝင်ပါဒဲလို့သူတို့လုပ်ပါဒီမင်းအောင်လှိုင်တို့စစ်အုပ်စုနော်ဒီရွေးကောက်ပွဲရဲ့
နဲ့ပတ်သက်တာဒါတွေရဲ့တရားဝင်မှုနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်တို့ပြောခဲ့ပြီးရှိเนาะဒါလည်းပြန်ကြည့်လို့ရဒီတရားဝင်မှုနဲ့ပတ်သက်ပြီးတော့မြေအွန်လိုင်းတို့အကြံဖက်စီအုပ်စုဒီလုံးဝတရားမဝင်အခုသူတို့ရှိနေတဲ့စစ်ကော်မရှင်တွေတရားမဝင်ဒီတရားမဝင်တဲ့အာဏာသိမ်းစီအုပ်စုကလုတ်တဲ့အတူအယောင်ထောင်ချောက်ရွေးကောက်ပွဲဒီလည်းပဲဘယ်လိုမှတရားဝင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒါဟုတော့ရှင်းရှင်းလင်းလင်းကျွန်တော်တို့သိထားဖို့လိုအဲ့တော့တည်ငြိမ်တဲ့ဆိုရလည်းဖြစ်မှာမဟုတ်ဘူးတရားဝင်တဲ့ဆိုရလည်းဖြစ်မှာမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဆိုရင်ဒီ UNCDP ကလည်းပဲ LDC ကိစ္စမစင်စားဘူးဒါပေမဲ့မြောက်အောင်လည်းကြိုးစားလိမ့်မယ်နော်ကိုကြောက်အောင်သိထားဖို့ဆိုတော့ကျွန်တော်တိုင်းပြည်ရဲ့ဟလာ LDC အဆင့်ကနေထွက်နိုင်ဖို့အနာဂတ်လားလာကဘယ်ပေါ်မှာမိတီနေတယ်လဲဆိုရင်စီးပွားရေးကိစ္စတစ်ခုတည်းမှာမိတီမနေဘူးဗျစီးပွားရေးကောင်းတယ်မကောင်းဘူးဘုံမျိုးတိုးတက်တယ်တိုးတက်ဘူးဆိုတာတစ်ခုတည်းမှာမိတီမနေဘူးနိုင်ငံရေးအရာလည်းပဲအများကြီးမိတီနေတယ်နော်ဥမာဟလာတိုင်းပြည်ရဲ့အစိုးရပုံစံကဘယ်လိုပုံစံလဲအခုလိုမျိုးတူးရောင်ထောင်ချောက်ရွေးကောက်ပွဲလုပ်ပြီးတော့ဖြစ်လာတဲ့အစိုးရပုံစံမျိုးနဲ့မရနော်တိုင်းပြည်ရွေးကောက်ပွဲပုံစံကတကယ်ကိုလူထုကစစ်စစ်မှန်မှန်ဆန္ဒမဲပေးပြီးတော့2020ရွေးကောက်ပွဲမှာပေးလိုက်တဲ့အစိုးရလူမျိုးဖြစ်ဖို့လိုတယ်နိုင်ငံတကာရဲ့တရားဝင်မှုအသိမှတ်ပြုမှုခံရဖို့လိုတယ်အခုသူတို့ကိုနိုင်ငံတကာကအသိမှတ်ပြုကြတယ်လက်စွပ်စာပဲရှိတဲ့ကိစ္စကြီးဗျာဟုတ်လားအဲ့တော့ဒီကိစ္စကမြောက်နိုင်တို့က LDC ကလွတ်မယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့ short တွက်တာ pot တွက်တာလှောင်လို့တော့မရဘူးဗျာဒါအကြံကြီးကြီးနဲ့သူတို့ကြံစီနေတဲ့သဘောမျိုးတော့ရှိတယ်ဖြစ်နိုင်ခြေအရာပြောမယ်ဆိုရင်တော့ပုံမှန်နီလန်တိုင်းစဉ်းစားဆန်းစစ်ဆုံးဖြတ်မယ်ဆိုရင်ဘယ်လိုမှသူတို့လက်ထက်မှာဘယ်လိုမှဖြစ်နိုင်ခြေမရှိဘူးလို့ကျွန်တော်ရည်ရည်ပြပြောလို့ရတယ်ကိုကြောင့်ဟုတ်ကဲ့ပါကိုကျော်သိန်းဒါကိုကျော်သိန်းဆွေးနွေးခဲ့သလိုပဲပေါ့လေဒါကျွန်တော်ဒီမြန်မာနိုင်ငံကဒါဒီဖွံ့ဖြိုးတိုးတက်မဲ့လမ်းကြောင်းပေါ်ကိုဥတည်နေတဲ့အချိန်မှာဒါဆေးရနာတိမ်မှုဖြစ်လာပြီးတော့အတိုင်းပြည်ကတော်တော်လေးကိုဒီလူမှုစီးပွားဘဝကဒီစင်းမွေးတင်မှုတွေကိုတော်တော်လေးကိုနှိမ့်စင်းသွားတဲ့အခြေအနေရှိတယ်ပေါ့လေဆိုတော့ဒီစင်းဒီလိုမျိုးဒီစင်းမွေးတင်မှုအခြေအနေတွေကလည်းလွတ်မြောက်ဖို့ဆိုတာလည်းတော်တော်လေးကိုခဲရင်းတဲ့အခြေအနေရှိပါတယ်ဒါတော့မှဒါဒီအာဏာသိမ်းစစ်ကောင်ဆောင်မရောက်နိုင်ကဒါသူကပဲမြန်မာစီးပွားရေးဥမောလာအောင်လုပ်နိုင်တယ်လို့ရတာအစိုးရထက်ကထက် GDP တက်အောင်လုပ်လာနိုင်တယ်ဆိုတဲ့ဟာမျိုးတွေဒါပြောခဲ့တဲ့အကြောင်းစကားတွေလည်းရှိပါတယ်ဒါလည်းခုနကကိုကျော်သိန်းအစာပိုင်းမှာဆွေးနွေးခဲ့သလိုဘယ်သူတွေမြောက်ပင်ပေးလဲတော့မသိဘူးပေါ့လေဆိုတော့ကျွန်တော်တို့ကြည့်လိုက်တဲ့အချက်လက်တွေရဆိုလို့ရှိရင်လည်းဒါဒီပြီးခဲ့တဲ့2023ခုနှစ်ကထုတ်တဲ့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရဆိုရင်ဒါဒီမြန်မာနိုင်ငံကဒီအရှေ့အာရှနိုင်ငံတွေထဲမှာကိုဗစ်မတိုင်ခင်ကအခြေအနေမျိုးပြန်မရောက်နိုင်တော့တဲ့တခုတည်းသောနိုင်ငံဆိုတဲ့အချက်လက်တွေကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဒါကတော့ကျွန်တော်တို့အတွက်ဒီမြန်မာနိုင်ငံအတွက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတော်တော်လေးကိုမျှော်လင့်ချက်မဲ့တဲ့အခြေအနေမှာရှိနေသေးပေါ့လေဆိုတော့ကျွန်တော်တို့ဆွေးနွေးရတဲ့အကြောင်းအရာကစုံလင်သွားပြီဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အစီအစဉ်ကိုဒီမှာနေမဲ့ကြံထားခြင်းပါတယ်ဒါကြည့်ရှုပေးကြတဲ့ပရိသတ်တွေတူးချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကိုကျော်သိန်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုကျောင်းမောင်နဲ့ VIP ဝိုင်းတော်သားများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အထူးသဖြင့်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဖိနှိပ်မှုမျိုးစုံအကြောက်တရားမျိုးစုံကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဘေးရန်ကင်းကြပါစေကျန်းမာကြပါစေဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဒီအစီအစဉ်နဲ့ပတ်သက်ပြီးဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါတယ်ဘယ်အကြောင်းအရာဘယ်ကိစ္စမျိုးကိုစိတ်ဝင်စားရဲဆိုတာလည်းသိချင်ပါတယ်နှစ်သက်တယ်ဆိုရင်တော့ like လုပ်ပေးပါအစီအစဉ်တွေတက်တိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပေးပါမိတ်ဆွေငယ်ချင်းတွေနဲ့မျှဝေပေးပါလို့ပန်ကြားပါတယ်နောက်အစီအစဉ်တွေမှာပြန်ဆုံပါမယ်အားလုံးပဲကျမ်းမာဘေးကင်းကြပါစေဗျာ